Chin spirit lore embodies our ancestors' timeless wisdom and values. We must cherish and uphold this sacred heritage. မင်္ဂလာပါ Chin Spirit Law မှာကြိုဆိုပါရစေ။ညနေတန်စင်နဲ့ဝရန်တာထက်ကအရေးဟောင်းနွမ်းတော့အိမ်ကြီးနဲ့လွမ်းမောက်ဖွယ်မှညောင်များကျွန်တော်ငယ်ဘဝရဲ့အယောင်အသွေးအဆုံဆုံးအချိန်တွေကိုတောတောင်ထူထပ်တဲ့ချင်းတောင်တန်းပေါ်ကရွာကလေးတရွာမှာကုံဆုံးခဲ့ရတာပါ။အဲဒီချိန်တုန်းကကျွန်တော်ရဲ့ပျော်ရွှင်စရာအိမ်ဟာအဖေနဲ့အမေရှိတဲ့အိမ်မဟုတ်ဘူး။ရွာရဲ့ထိတ်ဆုံးလီတက်ရဲ့တညံ့ညံ့နဲ့မိတတ်တဲ့တစ်သားပြင်ဟောင်းတွေနဲ့ဆောက်ထားတဲ့အဖိုးနဲ့အဖွားရဲ့ကျယ်ဝန်းလာတဲ့အိမ်အိုကြီးပဲဖြစ်ပါတယ်။အဖေနဲ့အမေကတောင်ရလုပ်ငန်းခွင်မှာအသားငါးတွေချက်ပြုတ်စားတောက်ကြပေမဲ့ကျွန်တော်ကတော့အဖိုးနဲ့အဖွားရဲ့ရိုးရှင်းတဲ့ဟင်းလျာတွေကိုပဲပိုနစ်သက်ခဲ့တယ်။အိမ်ပြန်လာစားလီလို့အမေကခေါ်ရင်တော့ကျွန်တော်ကခေါက်ခါပြီးအဖိုးအဖွားစီမှာပဲကနေတတ်တာ။ကျွန်တော်တို့ရွာရဲ့ထူးခြားချက်ကလူနေမှုပုံစံပဲ။အဲ့ဒီခေတ်ကရွာသားတွေဟာချင်းလူမိုးလို့ရဲ့ရိုးရာထုံးစံအတိုင်းပဲဖြစ်ဖြစ်ကလဲစားခြေလာကိုကြောက်လို့ပဲဖြစ်ဖြစ်ဖလိတ်တွေကိုရှောင်ရှင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကယောဂပြီးကြောင်ပဲဖြစ်ဖြစ်ရွာအောက်ပိုင်းချိန်ဝမ်းနေရာတွေမှာပဲစူးနေထိုင်ကြလဲကျွန်တော်တို့အိမ်ကတော့ရွာရဲ့ထိပ်ကားလမ်းမကြီးနဲ့တိမဝေးတဲ့နေရာမှာဒါပေမဲ့အဲ့ဒီတုန်းကကားလမ်းဆိုလာအခုလုံးမဟုတ်ဘူးတနေ့မှာကားတစ်စီးဆိုင်ကယ်တစ်စီးမြင်ရဖို့ဆိုတာတော်တော်ရှားတယ်ကားတန်ဆိုင်ကယ်တန်ဝါဝါကြားရတာနဲ့ရွာအောက်ပိုင်းကကလေးတွေဟာတအုံအုံနဲ့ပြေးထွာလာကြလဲကားတော့ကနေလိုက်ပြီးပျော်ပါကြတယ်သူတို့ကကားစီနတ်ဟာအမွေနတ်သားလိုပဲဒီအတန်ဒီအနံ့တွေဟာကျွန်တော်ငယ်ဝါရဲ့နောက်ခံဒီဂီတာတွေပေါ့အခန်းနှစ်ကြောက်စိတ်နဲ့ဝရန်တာအဖိုးနဲ့အဖွားရဲ့အိမ်ဟာညဘက်ဆိုရဲ့အရန်တိတ်ဆိတ်ပြီးကြောက်စရာကောင်းတယ်အိမ်ကကျဲတော့အခန်းတွေကအများကြီးအဖိုးနဲ့အဖွားကအောက်ထပ်မှာအိပ်ပြီးကျွန်တော်ကအပေါ်ထပ်မှာတယောက်တည်းအိပ်ရတာအဆိုးဆုံးကတော့ညဘက်အပေါ်သွားချင်တဲ့အခါပဲကျွန်တော်ကတရေကစီအရန်ကြောက်တတ်တော့ညဘက်ဆိုရင်အဖွားဒါမှမဟုတ်အတော်ကိုနှူးပြီးအိမ်သာလိုက်ပို့ခိုင်းရတယ်သူတို့ကပင်ပန်းလို့မလိုက်ပို့နိုင်တဲ့အခါမျိုးဆိုရင်ကျွန်တော်မှရွေးချယ်စရာမရှိဘူးအပေါ်ထက်ဝရန်တာတကားကိုပွေလာတာဆောင်ကန်ဤအောက်ကိုပဲသေးပေါက်ချလိုက်ရတာဒါဟာကျွန်တော်တော်နေ့စဉ်ပုံမှန်လိုဖြစ်နေခဲ့တယ်အခန်း3ထိုးည9နာရီအဲ့ဒီညကအရေးတက်ကထူးထူးခြားခြားပိုပြင်းထန်နေတယ်မီလင်ဘိုဘေးမှာအဖိုးကပိုက်တန်ဖွာပြီးပုံပြင်ပြောနေတော့ကျွန်တော်အိတ်ငိုက်လာလို့အပေါ်ထက်ကိုတက်အိတ်ခဲ့တယ်ည9နာရီလောက်မှအပေါ်သွားချင်းလို့နိုးလာတယ်အောက်ထက်ဆင်းပြီးအပေါ်ကိုခေါ်ပြီးမဲဘဘူးမှမထိုးဘူးအဖွားကိုခေါ်တော့လဲအတန်မထွက်ဘူးအင်ကြီးကတိတ်ဆိတ်လွှင့်နေတယ်ဒီနေ့တော့ဝရန်တာပဲသွားရတော့မှပဲဆိုပြီးအာတင်ကဝရန်တာဒီကားကိုဖြည်းဖြည်းချင်းတွင်းဖွင့်လိုက်တယ်အပြင်မှာလာတာနေပြီးမဲဝရန်တာရဲ့ထောင်တနေရာကအမောင်ကျနေတယ်အပေါ်သွားဖို့နေရာရှားရင်ဝရန်တာတကားပေါင်သားကိုကြည့်လိုက်ပြီးတော့ကျွန်တော်နှလုံးသားရက်တန်းသွားမထက်ပဲအမျိုးသမီးတယောက်ပေါ့သူမကအမဲရောင်လောင်းကိုအကြီးကြီးကိုဝတ်ထားတယ်စပိန်ကကုတ်ဝိုင်းဝိုင်းနဲ့ဒါပဲအချင်းစားဆုံးကတော့သူမရဲ့အသားအရည်ဟာထုံးလို့ပဲဖြူဖွေးနေတာပဲသူမကဝရန်တာတကားပေါင်သားမှာမလွတ်မရွှဲရက်နေတယ်ကျွန်တော်ကိုစိုက်ကြည့်နေသလိုပဲကြောက်လန့်တကြားနဲ့အော်ဖို့ကြိုးစားပြီးမင်းအတန်ကထွက်မလာဘူးစကန်ပိုင်းအတွင်းမှာပဲကျွန်တော်အိမ်ထဲကိုအတင်းပြီးဝင်ပြီးတကားကိုနောက်ပြန်ပိတ်လိုက်တယ်အခန်း၄အဖိုးရဲ့တုံပြန်မူနင်းကြိုတင်နမိတ်ဘာချစ်တာလဲဘာမြင်လို့လဲအဖိုးကကျွန်တော်ရဲ့တုံရည်နေတဲ့အတန်နဲ့ခြေတန်းကိုကြားပြီးအောက်ထပ်ကနေတက်လာတယ်ကျွန်တော်စကားမပြောနိုင်ပဲဝရန်တာဘက်ကိုလင်းညိုးထိုးပြလိုက်တယ်အဖိုးကမျက်မှောင်ကျုပ်ပြီးဘေးမှာရှိတဲ့ထင်းချူးချောင်းတွေကိုကောက်လိုက်တယ်ပြီးတော့တကားကိုဖွင့်ပြီးဝရန်တာစီကိုအားနဲ့အင်းနဲ့ဖိပေါက်လိုက်တယ်အဲ့ဒီမှာဖြစ်လို့ရှိရဲ့ထွက်ခဲ့အဖိုးရဲ့အတန်ကအင်ကြီးထဲမှာဟင်းထွက်သွားတယ်ကျွန်တော်တို့နှစ်ယောက်ထားခဏစောင့်ကြည့်ပေးမင်းဘာမှမရှိတော့ဘူးလေတိုးတန်ပဲရှိတယ်အဖိုးကကျွန်တော်ကိုကြည့်ပြီးတပြင်းကြီးဆက်ချတယ်သူမျက်နှာမှာစိုးရင်ရိတ်တီထင်းဟန်နေတယ်ဒီလိုအရေးမျိုးမတွေ့တာကြားပြီအဖိုးတို့ငယ်ကင်းတုန်းကတော့အိမ်သားမှာဒီလိုရိတ်မျိုးတွေ့ရင်မကောင်းဘူးမကြခင်ရွာတွေကတယောက်ယောက်တော့ဆုံးနေမယ်အဖိုးရဲ့စကားကြောင့်ကျွန်တော်ပိုးကြောက်သွားတယ်အဲ့ဒီညကအဖိုးနဲ့အဖွားကြားတဲ့ဝဲအိမ်ရင်ဘလို့မှအိမ်မဖြောခဲ့ဘူးအခန်း၄တည်င်းဆိုနောက်တနေ့မနက်မှာရွာထဲကနေစူညံတန်းနေချလိုက်ရတယ်ရွာသားတွေဟာတယောက်နဲ့တယောက်တိုက်ပြီးရွာအောက်ပိုင်းကိုဆင်းသွားကြတယ်ကျွန်တော်တို့လည်းနောက်ကနေလိုက်သွားတော့တည်င်းဆိုကကျွန်တော်တို့ကိုဆောင်ကျနေတယ်အဖိုးရဲ့အစီတယောက်ခါတရွာကျော်မှာရှိတဲ့ချောင်းထဲမှာငားရှာရင်းတောင်ကျချောင်းရည်ရုတ်တရက်ရှန်တက်လာလို့မျိုးဖားသွားထည့်ရတယ်အလောင်းကိုရှာမတွေ့သေးဘူးလို့ပြောကြတယ်အဖိုးကကျွန်တော်ပခုံးကိုပုတ်ပြီးတွေ့လားအဖိုးပြောတယ်မဟုတ်လားလို့ခတိုးလို့ပြောတယ်ကျွန်တော်ဝရန်တာဘက်ကိုပြန်လဲကြည့်မိတယ်အဲ့ဒီနေရာမှာတော့ဘာမှမရှိတော့ဘူး
ဒါပေမဲ့အဲ့ဒီအမဲရောင်လောင်းကုန်နဲ့ဖြူဖြိုးဖြိုးအမျိုးသမီးရဲ့ပုံရိပ်ဟာကျွန်တော်မှညံထဲမှာတီနေထက်ထီဆွဲထင်နေတော့မယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ဝရန်ဒါကနေအပေါ်မရရဲတော့တို့ညာဘက်ဆိုရင်လည်းအိမ်ထဲမှာပဲအိတ်တဲ့အချိန်ဖြစ်သွားခဲ့ပါတော့တယ်နောက်ဆက်တွဲဒီဖြစ်ပျက်ကကျွန်တော်တော်တော်ကြောက်စရာကောင်းတဲ့အမှညံတစ်ခုဆိုပေမဲ့ရွာရဲ့ရိုးရာယုံကြည်မှုတွေအဖိုးအခွာအိမ်ရဲ့လွမ်းမောစရာအငွေတော်တွေနဲ့ရောဆက်နေတဲ့ထူဆားတဲ့အရေးကြုံတစ်ခုပါပဲ